Washington DC ရဲ့မနက်ခင်းဟာပုံမှန်ထက်ပိုပြီးထူးခြားနေပါတယ်။ American နိုင်ငံရဲ့နှလုံးသားလို့တင်စားကြတဲ့ဒီမြို့တော်ကြီးရဲ့လမ်းမတွေပေါ်မှာတင်ကန်းရောင်အစင်းနဲ့ငင်းချရေးတန်တမန်တွေဟာသူတို့ရဲ့နောက်ထပ်ခရီးစဉ်တစ်ခုအတွက်အသင့်ဖြစ်နေပါပြီ။ဒါဟာရိုးရိုးလမ်းလျှောက်တာမဟုတ်ပါဘူး။မြန်မာပြည်နဲ့ကဘာကြီးငင်းချမ်းဖို့အတွက်ခြေလမ်းတိုင်းမှာမြစ်တာတွေတွန်းလောင်းခဲ့တဲ့ Walk for Peace ခရီးစဉ်ရဲ့အရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုပဲဖြစ်ပါတယ်။ DC မှာနေခဲ့တဲ့ရက်တွေအတွင်းဆရာတော်တွေဟာ American ဆိုရတာဝန်ရှိသူတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးမြန်မာပြည်ရဲ့ငြိမ်းချမ်းရေးအတွက်အတန်းသိတောင်းဆိုမှုတွေကိုလှုံ့ဆော်ခဲ့ပါတယ်။သူတို့ရဲ့ခြေပွားတွေမှာပေါက်နေတဲ့အရေးကြီးဖို့တွေဟာပင်ပန်းမှုရဲ့တသက်တွေမဟုတ်ပဲခိုင်မာတဲ့တန်ဋိဌာန်ရဲ့ပြရုပ်တွေသာဖြစ်ပါတယ်။အခုတော့ထွက်ခွာရမယ့်အချိန်ကိုရောက်လာပါပြီ။ဝါရှင်တန် DC ကနေနောက်ထပ်မြို့တစ်မြို့နောက်ထပ်လမ်းမတစ်ခုစီကိုဆရာတော်တွေခြေလမ်းပြင်နေကြပါပြီ။လိုက်ပါဖို့ဆောင်ကြတဲ့တခါမာတွေရဲ့ညဝင်းမှာကြည်နူးမှုနဲ့အတူရန်ဟစ်တွေလည်းရှက်တန်းနေပါတဲ့ဆရာတော်တွေရဲ့နောက်ကျော်ကပုံရိပ်ဟာကျွန်တော်တို့အားလုံးအတွက်မျောလင့်ချက်မိရှုတန်ဆောင်ပါပဲရာသီဥတုကတခါတည်းမှာရက်ဆက်တက်ပါတယ်ပူပြင်းတဲ့နေအောင်အောက်မှာဖြစ်ဖြစ်အေးစိမ့်တဲ့လေထုလယ်မှာဖြစ်ဖြစ်ဒီငိမ့်ချရေးခြေလမ်းတွေကတော့ရက်တက်မသွားပါဘူးဘာကြောင့်လဲသူတို့ရဲ့ရည်ရွယ်ချက်ကတခုလဲပါမြစ်တာဖြင့်ငိမ့်ချရေးကိုတိဆောက်ရန်ဆိုတာပါပဲဒီလမ်းလျှောက်မှုဟာနိုင်ငံရေးထက်ကျော်လွန်တဲ့လူသားချင်းစာနာမှုဆိုင်ရာအမှုပညာတစ်ခုဖြစ်ပါတယ်ဝါရှင်တန် DC ကိုနောက်မှာထားရခဲ့ပြီးရှေ့မှာရှိတဲ့မိုင်ပေါင်းများစွာသောခရီးကိုဆက်ပါအောင်မယ်ဆရာတော်တွေရဲ့ခရီးစဉ်အောင်မြင်ဖို့နဲ့မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းဖို့ကျွန်တော်တို့အားလုံးဆုတောင်းပေးကြရအောင်ပါကျွန်တော်တို့အားလုံးဆုတောင်းပေးကြရအောင်ပါဒီခရီးစဉ်ဟာသူတို့အလှည့်တွေမဟုတ်ပါဘူးငြိမ်းချမ်းရေးကိုမျက်နှိုးတဲ့ကျွန်တော်တို့အားလုံးရဲ့ခရီးစဉ်လည်းဖြစ်ပါတယ်